အချစ်ကြီးလို့အမျိုးကြီးသူမင်္ဂလာပါဇော်နိုင်ဟော်ရာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကတင်ဆက်ပေးမှာတော့အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုအခြေခံထားတဲ့သေရတစေဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီလိုမျိုးသေရတစေနဲ့နာနာဘဝဇာတ်လမ်းတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော် channel ကို subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရစေဗျာဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်အောင်ပါဒီနေ့မှာစိုင်းအောင်လို့အမည်ရတဲ့လူပြိုလေးတစ်ယောက်ဟာဘဝလက်တွဲပေါ်ဇနီးကောင်းတစ်ယောက်လိုချင်တဲ့အတွက်တင့်တော်မုံမြတ်တဲ့အမျိုးသမီးကိုရှာဖွေဖို့ခရီးထွက်လာခဲ့ပါတယ်။ညနေခင်းအရောက်မှာတော့သူ့တော်နေထိုင်တဲ့ရွာလေးတစ်ရွာကိုရောက်ရှိလာပါတယ်။သူ့ဖေရဲ့ညီမဖြစ်သူသူ့အတော်ကဒီရွာမှာနေလာတာနှစ်ပေါင်းများစွာရှိနေပါပြီ။အတော်မှာကြော်ကြီးဆိုတဲ့သားတစ်ယောက်ရှိပြီးအသက်ကစိုင်းအောင်နဲ့အတူတူပါပဲ။အတော်အိမ်ရောက်တော့စိုင်းအောင်ကသူလည်းအရွယ်ရောက်ပြီမို့အိမ်တော်တစ်ခုတီထောင်မှုဇနီးကောင်းတစ်ယောက်ရှာဖွေခြင်းကြောင့်ကြော်ကြီးကိုပြောပြပါတယ်။ကြော်ကြီးကနားထောင်ပြီးပြောလိုက်ပါတယ်။ဒါဆိုလဲဒီညနေရွာပတ်ပြီးလိုက်ရှာပေးမယ်။ကံကြမ္မာကမင်းအိမ်မက်ထဲကမိန်းမနဲ့စုံတွေ့ပြီမလားဆိုတာကြည့်ကြတာပေါ့။နေအောင်ဖြော့ဖြော့နဲ့လေနူအေးများတိုက်ခတ်နေတဲ့ညနေခင်းမှာသူတို့ဟာနှစ်ယောက်တူတူရွာလမ်းတိုင်းရှောက်လာကြပါတယ်။ရုတ်တရက်သူတို့နှစ်ယောက်ရဲ့မျက်လုံးတွေဟာညနေချင်းဆိုင်ကလာနေတဲ့အမျိုးသမီးတဦးစီကိုရောက်ရှိသွားကြပါတယ်။သူမဟာချင်းနှောင်းကိုထမ်းပြီးစိုက်ခင်းကနေပြန်လာနေခြင်းဖြစ်ပါတယ်။ဆိုင်အောင်အဲ့ဒီအမျိုးသမီးနာမည်ကမေဇွန်နဲ့ရုပ်ရည်ကတော့အရန်လာကြီးမဟုတ်ပေမဲ့အလောက်လောက်တဲ့နေရာမှာတော့သူ့ကိုဘယ်သူမှရှင်းလို့မရဘူး။ရွာသားအလုံးကချီးကျူးကြတယ်။မင်းအိမ်တော်ဘက်ကောင်းလို့ချင်တော့သူ့ကိုရွေးချယ်ဖို့ကြံပေးခြင်းနဲ့ဟဲ့အောင်ဒါဖြစ်မင်းရောဘာလို့သူ့ကိုမလိုက်တာလဲဟာငါလည်းစူးစမ်းဖို့တယ်ဟာဒါပေမဲ့ तू ကငါ့ကိုလုံးဝစိတ်ဝင်စားဘူးငါ့လိုရုပ်ရည်မျိုးနဲ့ तू ကငါ့ကိုလှည့်ကြည့်ပါမလားကွာမင်းကတော့ရုပ်ချောတော့ तू ကမင်းကိုသဘောကျရင်ကြမှာပေါ့သူတို့နှစ်ယောက်စကားပြောနေတော့ထိုမျိုးသမီးကသူတို့အနားရောက်လာပါတယ်မေစုံစိုက်ခင်းကခုမှပြန်လာလား तू ကငါနဲ့ညီကိုတဝမ်းဝက်တော်တယ်ရုပ်ချောရနော်မင်းသဘောကျမယ်ဆိုဗိတ်ဆက်ပေးမလို့ထိုမျိုးသမီးကရက်တန့်ပြီးသူတို့နှစ်ယောက်ကိုမောက်ကြည့်လိုက်ပါတယ်မျက်နှာလေးနည်းနည်းหนีရဲပြီးရှက်သွားပါတယ်ညီမအခုမှစိုက်ခင်းကပြန်လာလားအလုပ်အရန်ကြိုးစားတာပဲရှင်ကျမကိုလူကြည့်မှားနေပြီကျမကြိုးစားတဲ့သူမဟုတ်ပါဘူးကျမကအမြဲအပြင်းထူးနေတဲ့လူပါပြောပြီးတဲ့နောက်သူမဟာအိမ်ဘက်ကိုဆက်လက်ထွက်ခွာသွားပါတယ်ဆိုင်အောင်မင်းသူ့ကိုသဘောကျရဲ့လားမင်းသဘောကျရင်ဒီညငါတို့သူ့အိမ်သွားပြီးတော့စကားပြောအောင်ကောင်းတော့ပဲမင်းကူညီမယ်ဆိုရင်တော့အတိုင်းထက်လုံပေါ့ဒီလိုနဲ့ညရောက်တော့လူတွေအိပ်ပျော်နေတဲ့အချိန်မှာကြော်ကြီးဟာစိုင်းအောင်ကိုရွာရဲ့အစွန်ဖျားကိုခေါ်သွားပါတယ်။အဲ့ဒီနေရာမှာမေဇွန်ရဲ့အိမ်ရှိပါတယ်။သူမဟာအလုပ်ကြိုးစားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီးသူ့အိမ်ကရွာစွန်တောအုပ်နားမှာရှိပါတယ်။သူတို့ဒေသရဲ့ဒလေထုံးနှံ့အရအမျိုးသားတို့ဟာအမျိုးသမီးတို့ကိုချစ်မြတ်လို့ရင်ဒီလိုညာနဲ့တဲ့အချိန်မှာလာရောက်စကားပြောလို့ရှိကြပါတယ်။မိန်းကလေးကသဘောတူရင်စကားပြန်ပြောပြီးမကြရင်တော့တိတ်တိတ်ဆိတ်ဆိတ်နေပြီးစိတ်ဝင်စားကြောင်းပြတတ်ပါတယ်။ကြော်ကြီးနဲ့ဆိုင်းအောင်ဟာမေဇွန်ရဲ့အိမ်ဘေးမှာရှာလိုက်ကြပါတယ်။အထဲမှာမေဇွန်ရဲ့အိယာရှိမှသူတို့ကောင်းကောင်းသိကြပါတယ်။မေဇွန်အိတ်နေပြီလား။မအိတ်သေးရင်ခဏလောက်စကားပြောအောင်လား။ကိုကြော်ကြီးလား။တော့မှလည်းဒီနေ့ကျမတနေကုန်စိုက်ခင်းသွားထားရတာကြောင့်အရန်ပင်ပန်းနေပြီမနှက်ပြန်လဲအလုပ်တွေအများကြီးလုပ်ရအောင်မယ်စကားပြောချင်စိတ်မရှိလို့အနားယူပြစေဦးနော်ရှင်လဲပြန်มาတော့ကျော်ကြီးကဆိုင်းအောင်ကိုပခုံးတွန့်ပြပြီးတိုးတိုးလေးရှီလိုက်ပါတယ်တွေ့လားငါခေါ်တော့ तू ကမပြောဘူးမင်းကိုယ်တိုင်စမ်းကြည့်ပါလား तू ကမင်းနဲ့စကားပြောချင်ပြောမှာပေါ့
မမေ့ဆုံးအဲ့နေပြီလားမအေးသိရင်ကျွန်တော်နဲ့ခဏလောက်စကားပြောဖို့အချိန်ပေးနိုင်မလားဟမ်ပြင်ရကိုရှင်ကဘယ်လိုလဲဒီလိုညနေတက်ချိန်မှာဘာလို့ကျမကိုနားရှာရလဲကျွန်တော်ကကြော်ကြီးခေါ်လာတဲ့ညနေကညီမနဲ့တွေ့ကြတဲ့သူလေမှတ်မိလားခဏလောက်တိတ်ဆိတ်တော့ပြီးမှမေဇုံရဲ့တန်ဟာတိုးတိုးလေးထွက်ပေါ်လာပါတယ်မှတ်မိပါပြီအဲ့ဒီနောက်မှာတော့သူတို့နှစ်ဦးဟာစကားများစွာပြောပြသွားကြပါတယ်တပင်ထိတ်မှာထထိန်သားနေတဲ့လာမင်းရဲ့လင်းရောင်ပြော့အောက်မှာလေပြေလင်းချင်းများတိုးညင်းစွာတိုက်ခတ်နေတာကြောင့်ညကအမတန်တာယာပြီးစိတ်လှုပ်ရှားစရာကောင်းနေပါတယ်ကြော်ကြီးကတော့မလန်းမကန်းမှာလက်ပိုက်ရက်နေပြီးမျက်နှာရှုပ်မဲ့ကနားထောင်နေပါတယ်ကိုအောင်ရှင်ကျမကိုချစ်ကြိုက်စကားတွေအလွန်ကြုံမပြောပါနဲ့လားကျမကိုစိတ်ဝင်စားလာအောင်လုပ်ပြီးနောက်တစ်ချိန်မှထွက်ပြေးသွားရင်ကျမဘယ်လိုလုပ်ရမှမသိဘူးဟာကျွန်တော်ဘယ်မှထွက်ပြေးဖို့မစဉ်းစားပါဘူးအနည်းဆုံးတော့ဒီညညီမနဲ့အကြာကြီးစကားပြောချင်သေးတယ်အဲ့ဒီညမှာဆိုင်းအောင်နဲ့မေစုံဟာစကားပြောရင်းတူးနဲ့တူပိုပြီးတည်ကျွမ်းလာကြပါတယ်အချိန်တော်လေးတွင်းမှာပဲသူတို့နှစ်ဦးဟာပုံမရင်းနှီးပြီးစိတ်ချင်းနီးကပ်လာပါတယ်တကောင်ကြော်သွားလို့ညီကိုနှစ်ယောက်ပြန်သွားမှမိန်းကလေးခင်ဗျာအနားယူခွင့်ရရှာပါတယ်အဲ့ဒီညအစပြီးဆိုင်းအောင်ဟာမေဇွန်စီကိုညာတိုင်းမပြတ်မကွက်လာရောက်ခဲ့ပါတယ်ညာတိုင်းလိုသူမရဲ့အိမ်ရှိမှထိုင်ပြီးစကားပြောကြပါတယ်ချုံမြိုင်နှွေးထွေးတဲ့စကားတွေပြောကြတခါတရံလဲတခက်ခဲနဲ့ရီမောကြနဲ့သူတို့နှစ်ဦးကြားကခံစားချက်တွေဟာတဖြည်းဖြည်းပုံမခိုင်မြဲလာပါတယ်ဝေါဒီလိုနဲ့ကြာလေးလေးဆိုင်းအောင်ရဲ့အကြည့်တွေကမရိုးလေးလေးဖြစ်လာပါတယ်မေစုံကိုတို့စကားပြောတဲ့ညတွေအတော်ကြာခဲ့ပြီနော်ဟုတ်လေအခုသိချင်တာတစ်ခုရှိတယ်မင်းကိုကဲချစ်တာရောဟုတ်ရလားအော်ကိုအောင်ရဲ့ကျမရဲ့နှလုံးသားမှာရှင်တယောက်ထဲပဲရှိတာပါကျမမှာကိုအောင်ထက်ချစ်ရတဲ့လူဘယ်သူမှမရှိတော့ပါဘူးကိုလည်းမင်းနဲ့ထပ်တူပါပဲမေဆောင်ဒီလိုဆိုရင်ဒီညအကိုညီမကိုတခုခုတောင်းဆိုလို့ရမလားဟင်ရတာပေါ့ကူအောင်ဘာများတောင်းနေတာလဲကျမလောက်ပေးနိုင်ရင်လောက်ပေးပါမယ်အကိုမင်းစီကချစ်ချင်းမြတ်တာကိုအပြည့်အဝရချင်တယ်။အိုးနဲ့ဆိုင်နဲ့ချစ်ချင်းမြတ်တာကိုအကိုပေးပါလားဟင်။ဟိုကိုအောင်ရဲ့ဘာလို့ဒီလိုပြောရလဲ။ကျမရှင့်ကိုချစ်ပါတယ်။ဒါပေမဲ့ဒီကိစ္စကိုတော့ကျမအလွယ်တကူမပေးနိုင်ဘူး။ကျမကုံကိုရသွားလို့နောက်တစ်ချိန်မှာရှင်ကျမကိုပြစ်သွားရင်ကျမဘယ်လိုလုပ်ရမှာလဲ။ဟိုမေးစုံကလည်းကိုမင်းကိုဒီလောက်ချစ်တာမစိုးရိမ်ပါနဲ့အကိုဘသူရဲ့နှလုံးသားကိုမှလှည့်စားနေသူမဟုတ်ပါဘူးအကိုကမင်းအကိုကိုတကယ်ချစ်တယ်ဆိုတာပဲသက်သေပြစေချင်တာပါဒီကွာကြီးပျက်စီးသွားရင်တော့မှအကိုညီမကိုဘယ်တော့မှထားခဲ့မှာမဟုတ်ဘူးဆိုတာကြိမ်ပြောရပါတယ်တစ်ချိန်မှာအကိုနဲ့အတူတူခေါ်သွားပြီးယူတစိုက်စောင့်ရှောက်မှာပါအကိုကိုရှုံးပါနော်ဆိုင်းအောင်ရဲ့နှလုံးသားကထွက်လာတဲ့ဂရီစကားတန်နဲ့သူမတယောက်တည်းဟိုသာတက်မှတ်နေတဲ့အကြည့်တွေကြောင့်မေစုံဟာသူ့ရဲ့ချစ်ချင်းမြတ်တာနှလုံးသားနဲ့ခန္ဓာကိုယ်ကိုပေးရရင်သူ့ရဲ့ချစ်ချင်းကိုတတ်သိပြဖို့ဆုံးဖြတ်လိုက်ပါတယ်ဘဝကံကြမ္မာဆိုတာကြိုပြီးမသိနိုင်ပေမဲ့အခုချိန်မှာတော့သူဟာသူ့ချစ်သူကိုယုံကြည်တာရဲ့သူတကယ်ချစ်မြတ်နိုးတာတတ်သိပြဖို့ရဲ့ဒီနှစ်ခုရဲ့သာသိခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ဦးဘဝကိုပုံပြီးချစ်ခဲ့ကြတာရက်လအတော်ကြာသွားခဲ့ပါပြီ။နေ့တစ်နေ့ရဲ့နေကင်းပိုင်းအချိန်လောက်မှာတော့ဆိုင်းအောင်ဟာလေစုံရဲ့ရွာဘက်ကိုလမ်းလျှောက်လာနေတော့ရွာပြင်မှာစီးဆင်းနေတဲ့ချောင်းငယ်လေးတစ်ခုကိုရောက်ရှိလာပါတယ်။ရုတ်တရက်ချောင်းလေးမှာရေခတ်နေတဲ့မိန်းကလေးတစ်ဦးကိုတွေ့လိုက်ရပါတယ်။လှပတဲ့မျက်နှာဖြူဖွေးတဲ့အသားရည်နဲ့ငယ်ရွယ်နှုတ်ပြမှုကြောင့်မနက်ခင်းရဲ့အလှတရားဟာလုံးဝပြည့်စုံသွားစေပါတယ်။သူမရဲ့အလှဟာဆိုင်းအောင်ကိုခဏတာကြက်သေးသွားစေခဲ့ပါတယ်။ကဘာကြီးတစ်ခုလုံးနဲ့ခဏရပ်တန့်သွားသလိုပါပဲ။ဆိုင်းအောင်တတိကိုမွေးပြီးနှုတ်ဆက်စကားပြောဖို့ရှေ့ကိုတိုးလာပါတယ်။
ညီမလေးတယောက်တည်းရေလာကတ်တာလားကောင်မလေးကမော့ကြည့်ပြီးသူ့ကိုပြုံးပြလိုက်ပါတယ်ဟုတ်တယ်ကျမတယောက်တည်းလာတာကိုကြီးကရောဘယ်ကိုသွားမလို့လဲကိုကြီးမင်းတို့ရွာကိုသွားမလို့မင်းနဲ့အတူတူသွားလို့ရမလားရတာပါကိုကြီးရေဒါဆိုရေပြည့်အောင်ခဏစောင့်မအောင်နော်ပြီးရင်ညီမကိုကြီးကိုလိုက်ပို့ပေးမယ်ကောင်းပါပြီဒါနဲ့မင်းနာမည်ကဘယ်လိုခေါ်လဲကျမနာမည်ကမိုးလေးပါကိုကြီးနာမည်ကရောသူလဲကိုကြီးနာမည်ကဆိုင်းအောင်ပါဟိုဘက်ရွာလေဆိုင်းအောင်ဟာမိုးလေးနဲ့မိတ်ဆက်ပြီးဖွားရွေစကားပြောဆိုပါတယ်မိုးလေးရေခတ်ပြီးတဲ့အခါသူကဝါကြည်တော့ကိုထမ်းပေးပြီးရွာထဲကသူ့အိမ်လေးထိလိုက်ပို့ပေးပါတယ်ကိုကြီးရေဝါကြည်ကိုဒီမှာပဲချထားပေးလို့ရမယ်အိမ်ထိလိုက်ထမ်းပို့ပေးတာကျေးဇူးတင်ပါတယ်နော်ကိစ္စမရှိပါဘူးညီမလေးရဲ့ဒါတော့ကတော့အသေးဖွဲလေးပါဒါနဲ့ဒါကညီမလေးအိမ်လားဟုတ်ဒါကညီမလေးအိမ်ပါမိဘနေနဲ့နေတာညီမလေးတို့ကဆင်းရဲပါတယ်ဒါဆိုမိုးလေးဒီညကိုကြီးမင်းကိုလာတွေ့လို့ရမလားညီမလေးနဲ့စကားပြောချင်တယ်ခင်မင်းရင်းနေချင်းတော့ပါကိုချင်းလာချင်တာကလေအခုတော့ညီမလေးညနေစောင်းနေပြီမို့အိမ်မှုကိစ္စတွေလုပ်ဖို့ခွင့်ပြုပါအောင်နော်ဆိုင်းအောင်ပြုံးလိုက်ပြီးရွာထဲမှာရှိတဲ့သူ့အတော်ရင်ကိုပြန်လှည့်သွားပါတယ်ညရောက်တော့ရွာသားတွေအားလုံးအိယာဝင်းနေကြပါပြီဆိုင်းအောင်ဟာမိုးလေးရဲ့အိမ်ကိုတိတ်တိတ်လေးချီကပ်လာပါတယ်သူကအိမ်နရံကိုတိုးတိုးလေးခောက်လိုက်ပါတယ်အလှမကေးညီမလေးရေအိပ်ပျော်နေပြီလားကိုကြီးကိုအချိန်လေးနည်းနည်းလောက်ပေးနိုင်မလားမင်းနဲ့ခဏလောက်စကားပြောချင်လို့ပါမိုးလေးကသူ့တန်ကိုစကားတုံ့ပြန်ပါတယ်သူတို့နှစ်ယောက်လာရအောင်မှာအကြာကြီးစကားပြောကြပါတယ်ဆယ်ကျော်သက်မိန်းလေးနဲ့ဆိုင်းအောင်ရဲ့စိတ်ခံစားမှုဟာတဖြည်းဖြည်းချင်းချစ်ခင်တွေ့တာမှုဖြစ်ပြောင်းလဲလာပါတယ်ဆိုင်းအောင်ဟာမိုးလေးကိုစိတ်ဝင်စားတဲ့အတွက်ညာပေါင်းများစွာဟာတွေ့ခဲ့ပါတယ်မိုးလေးရဲ့လှပတဲ့ရုပ်ရည်ဟာရွာထဲကအခြားမျိုးသမီးတွေထက်ပိုပြီးညွန့်နယ်ပြူပြပါတယ်ချစ်စရာကောင်းပြီးတွက်လက်တဲ့ဟန်မူရာကြောင့်ဆိုင်းအောင်ဟာမိုးလေးရဲ့အလှမှာရုံမထွက်နိုင်အောင်ဆွဲလန်းရစ်မှုသွားပါတယ်သူဟာမိုးလေးနဲ့ချစ်ပြီးနောက်ပိုင်းမှာရိုးသားပြီးစစ်မှန်တဲ့မေစုံကိုလုံးဝမေးပစ်လိုက်ပါတယ်အဲ့ဒီနေ့ကစပြီးဆိုင်းအောင်ဟာမေစုံစီကိုဘယ်တော့မှပြန်မသွားတော့ပါဘူးမေစုံခမမှာတော့ညတိုင်းလာမင်းကိုငေးချင်ရင်နဲ့ဆိုင်းအောင်လာမင်းညကိုမျော်လင့်တောင်းတနေခဲ့ပါတယ်ဒါပေမဲ့ဆိုင်းအောင်ရဲ့အရှိတ်ကိုဘယ်တော့မှမမြင်ရတော့ပါဘူးသူစိတ်ထဲမှာတက်ခါတွေးနေပေမဲ့အဖြေကိုစဉ်းစားမရခဲ့ပါဘူးဘာကြောင့်သူချစ်သူကဒီလိုမျိုးပျောက်ကွယ်သွားရလဲဆိုတာလုံးဝနားမလည်ခဲ့ပါဘူးတခါတလေသူဖျားနာနေတာဒါမှမဟုတ်အထင်မှတ်ထားတဲ့ကိစ္စတစ်ခုကြောင့်လာမတွေ့နိုင်တာဖြစ်မယ်လို့စိုးရိမ်စိတ်နဲ့တွေးမိပါတယ်စိတ်ထဲမှာစိုးရိမ်ပူပန်နေပေမဲ့အကောင်းမြင်စိတ်ကိုပဲဆက်လက်ထိန်းထားခဲ့ပါတယ်တခါတလေတော့လေကြော်ကြီးစီကိုတွားပြီးဆိုင်းအောင်ဘလို့နေလဲလို့မေးကျင်ခဲ့ပါတယ်ဒါပေမဲ့သူမဟာကြော်ကြီးချစ်ခွင့်ပန်တာကိုအမြဲတမ်းညှင်းပယ်ခဲ့တဲ့အတွက်မျက်နှာပူပြီးစကားမပြောရဲခဲ့ပါဘူးသူ့စိတ်ထဲမှာပဲကြိတ်ပြီးတော့မေကွန်းထုတ်နေမိပါတယ်သူမလာတာ10ရက်ကျော်ကြာသွားပေမဲ့ညာတိုင်းညှောနေမိပါတယ်တမနက်ခင်းမှာတော့မေစုံစိုက်ခင်းကိုဖက်ကနေပြင်ဆင်နေတော့သူ့အမေကလှမ်းပြီးမေးပါတယ်သမီးစိုက်ခင်းသွားတော့မလို့လားဒီနေ့ရွာထဲမှာမင်္ဂလာဆောင်ရှိရလေသွားမကြည့်ချင်ဘူးလားဟင်မင်္ဂလာဆောင်ဘသူမင်္ဂလာဆောင်လဲအမေသမီးဘာမှမသိပါလားသမီးညီမဝမ်ခွဲမိုးလေးလေဟိုဘက်ရွာကယောက်ျားလေးနဲ့တိတာမကြသေးပါဘူးအလင်းစလို့မင်္ဂလာဆောင်လိုက်ကြတာဒါဆိုသမီးသွားပြီးဂုံပြူးလိုက်မယ်နော်မေစုံကပြင်ဆင်ထားတဲ့ဝါချင်းတောင်းကိုထားခဲ့ပြီးမင်္ဂလာဆောင်ရှိတဲ့အိမ်ကိုထွက်လာခဲ့ပါတယ်အိမ်ရှိရောက်တော့လှမ်းကြည့်လိုက်ပါတယ်မိုးလေးနဲ့မင်္ဂလာဆောင်တာဘသူပါလဲသူတို့သားရဲ့မျက်နှာကိုခဏလေးကြည့်ပြစေဦးဒီလိုနဲ့သူတို့သားရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လာရတဲ့အခါသူမဟာဂျင်ဘတ်ထဲမိုးကြိုးပစ်ချလိုက်တယ်လို့အသက်ရှူရပ်တန့်သွားခဲ့ပါတယ်အဲ့ဒီမျက်နှာပိုင်းရှင်ဟာ
သူ့ကိုချစ်တယ်လို့တော်တော်ပြောခဲ့ပြီးနောက်ဆုံးထွက်သက်အထိအတူနေမယ်လို့ဂရိသစ္စာပြုခဲ့တဲ့ဆိုင်းအောင်ဖြစ်နေပါတယ်။ထင်မှတ်မထားတဲ့မြင်ကွင်းကြောင့်သူ့ရဲ့နှလုံးသားဟာနာကျင်ပြီးမျက်ရည်တွေပြိုင်ထိုင်စီးကျလာပါတယ်။အဲ့ဒီနေရာမှာဆက်ပြီးရပ်နေနိုင်စွမ်းမရှိတော့တဲ့အတွက်နောက်လက်ပြီးအိမ်ကိုချက်ချင်းပြန်ပြေးလာခဲ့ပါတယ်။ဆိုင်းအောင်ဟာမေဇွန်ထွက်ပြေးသွားတာကိုတစ်ချက်နှမ်းမြင်လိုက်ပေမဲ့လက်ကြည့်အောင်ပဲကြည့်ပြီးမသိချင်အောင်စောင်းနေလိုက်ပါတယ်။မေဇွန်အိမ်ပြန်ရောက်တော့တခေါက်မှပြောပဲအခန်းထဲကိုပြေးဝင်သွားပါတယ်။မိခင်ဖြစ်သူကအခန်းပြင်ကနေလှမ်းမေးပါတယ်။သမီးဘာဖြစ်တာလဲ။ဘာလို့ချက်ချင်းပြန်လာလဲ။ဟမ်သမီးဘိုးနေရလား။ဘာမှဖြစ်ပါဘူးမေ။သမီးနည်းနည်းနေမကောင်းသလိုဖြစ်နေလို့ခဏလောက်နားလိုက်ရင်ကောင်းတော့မှာပါ။အဲ့ဒီနေ့မှာမေဇွန်ရဲ့နှလုံးသားကစားစီကြေခွဲသွားခဲ့ပါတယ်။သူဟာမယမနာငိုနေပြီးမျက်ရည်တွေနဲ့စားရဆောင်ကိုရေးသားလိုက်ပါတယ်။ပြီးတော့ရွာထဲကကောင်လေးတယောက်ကိုဆိုင်းအောင်စီပို့ခိုင်းလိုက်ပါတယ်။ဆိုင်းအောင်ဟာအဲ့ဒီစာကိုရတဲ့အခါချက်ချင်းဖွင့်ဖတ်လိုက်ပါတယ်။ကိုဟောရှင်ဘာလို့ကျမကိုဒီလောက်တောင်ရက်ဆက်ရရလဲ။ရှင်ကျမကိုတကယ်မချစ်ဘူးဆိုရင်ဘာလို့ကျမကိုလာပြီးချစ်အောင်လှည့်စားရရလဲ။ကဘာကြီးပြက်စီးသွားရင်တောင်မှကျမကိုခေါ်သွားမယ်ဆောင်းရှောက်မယ်လို့ရှင်ဂရိပေးခဲ့တာမဟုတ်လား။ဒါဆိုဒီနေ့ကျမကိုနာကျင်အောင်လုပ်တဲ့သူကဘာလို့ရှင်ဖြစ်နေရလဲ။ရှင်ကလူလိမ့်မယ်။သူများတောင်းမင်းကိုဖျက်ဆီးတဲ့လူရုံမှာပဲ။ကျမနောက်ဆုံးတစ်ခုပြောမယ်။ရှင်သာကျမကိုလာမခေါ်ခဲ့ရင်ရှင်ပျော်ပျော်နေနိုင်အောင်ကျမကုတ်ကိုတတ်သေးပေးမယ်။မေဆောင်စာဖတ်ပြီးတဲ့အခါဆိုင်းအောင်မှာနည်းနည်းလေးတုံလောက်သွားပါတယ်။ဒါပေမဲ့နောင်တဆိုတာမျိုးလုံးဝမရှိခဲ့ပါဘူး။ရန်နှဲငယ်ကြာပြီးတဲ့နောက်ဆိုင်းအောင်မှာစိုးရိမ်ပူပန်မှုနဲ့ထိတ်လန့်မှုတွေကြောင့်ကြော်ကြီးကိုသွားပြောခဲ့ပါတယ်။ကြော်ကြီးအရင်ကငါနဲ့မေစွန်ချစ်ကြိုက်ဖူးကြတယ်။ဒါပေမဲ့အခုငါမိုးလေးနဲ့လက်ထပ်လိုက်တော့သူအရန်ဝမ်းနဲ့နေရှာမှာမင်းချစ်သူမရှိဘူးဆိုရင်သူ့ကိုတွားပြီးတော့စကားပြောကြည့်ပါလားသူမင်းကိုလက်ခံရင်လက်ခံမှာပေါ့ဒါဆိုလဲငါသူ့ကိုနောက်တစ်ခါစကားတွားပြောကြည့်အောင်မယ်ဆိုင်းအောင်ကသူ့ဘက်လက်မဲ့မြာဦးပြောင်းသွားစေရန်ကြော်ကြီးကိုမြှောက်ပေးပြီးပြန်လာခဲ့ပါတယ်အဲ့ဒီညမှာကြော်ကြီးဟာမေဇွန်ရဲ့အိမ်နံရံဘေးမှာရပ်လိုက်ပါတယ်ကြော်ကြီးစိတ်ထဲမှာမေဇွန်ကိုအမြဲစိတ်ပူနေမိတာပါမေဇွန်တယောက်ဘလောက်နာကျင်နေရဆိုတာသိတဲ့အတွက်နှစ်သိမ့်ပေးခြင်းပါလေဒီကဘာမှာသူ့ကိုစက်ရင်နဲ့ချစ်တဲ့သူတယောက်ရှိနေသေးတယ်ဆိုတာကိုသိစေခြင်းပါလေမေဇွန်အဲ့နေပြီလားကိုလေးကျွန်တော်ခင်ဗျားနဲ့စကားခဏလောက်ပြောလို့ရမလားရှင်ဘာလို့လဲပြန်တော့ပါတော့ကျမဘယ်သူနဲ့မှမတွေ့ချင်ဘူးအထူးသဖြင့်ရှင်တို့ယောက်ျားတွေနဲ့ပုံမတွေ့ချင်ဘူးရှင်တို့အားလုံးကရက်ဆက်တယ်ကျမကိုတည်တဲ့အထိအတူနေဖို့မစင်စားဘူးဆိုရင်ဘာလို့ကျမကိုမျှော်လင့်ချက်ပေးရလဲကျွန်တော်ကကြော်ကြီးပါကျွန်တော်ကသူမဟုတ်ပါဘူးယောက်ျားတိုင်းကအားလုံးအတူတူဒီလိုလူမျိုးတွေချင်းမဟုတ်ပါဘူးသူခမားကိုနာကျင်အောင်လုပ်ရင်တောင်ကျွန်တော်ခမားဘေးနားမှာအမြဲရှိနေမှာပါကျွန်တော်ခမားကိုလေထဲတင်ပျောက်သွားမဲ့ကလေးတွေတော့မပေးပါဘူးပြီးတော့ခမားရဲ့စိတ်နှလုံးကိုနာကျင်အောင်ဘယ်တော့မှမလုပ်ဘူးဆိုတာသိကြပါတယ်ကျမဘယ်ယောက်ျားရဲ့စကားဟောမှယုံနိုင်တော့ဘူးဘသူ့ကိုပဲဖြစ်ဖြစ်ကျမယုံကြည်မှုမရှိတော့ဘူးရှင်ပြန်တော့ပါတော့ကျမတယောက်ထဲနေချင်တယ်ဒါဆိုခမကျွန်တော်ကိုမယုံရင်လည်းရပါတယ်ဒါပေမဲ့အ ਨੇ ဆုံးတော့ကျွန်တော်ခမကိုဟောရင်ကလေးကသဘောကျနေတာကိုသိစေချင်ပါတယ်ကျွန်တော်တို့ငယ်ငယ်ကလေးကအတူတူကြည်ပြင်းလာခဲ့ကြတယ်ကျွန်တော်ခမကိုတက်တိတ်လေးစောင့်ကြည့်နေခဲ့တယ်ခမရဲ့ပြုံးနဲ့မျက်လုံးလှလှလေးတွေကိုမြင်မိမဲ့ခမကျွန်တော်ကိုတခါမှပြန်လှည့်မကြည့်ဘူးဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ခမပျော်ရွှင်နေတာကိုမြင်ရုံနဲ့ကျွန်တော်ကျေနပ်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တွေ့နေရတာခမရဲ့အပြုံးမဟုတ်တော့ပဲ
ဝမ်းထဲနေတာပဲအဲ့ဒါကိုကျွန်တော်ဆက်ပြီးမကြည့်နိုင်တော့ဘူးခမားစိတ်မစိုးဘူးဆိုရင်ဒီနေ့ကစပြီးခမားဘေးနားမှာနေခွင့်ပေးပါလားချစ်သူအနေနဲ့မဟုတ်ရင်တောင်ကိစ္စမရှိပါဘူးကျွန်တော်ခမားကို view site ခွင့်လေးပဲလိုချင်တာပါမေဇုံရဲ့ site ကန်ဟာအိမ်ထဲကနေတိုးတိုးလေးထွက်လာပြီးတော်ရင်သောတန်နဲ့ပြောလိုက်ပါတယ်ကိုကျော်ကြီးကျေးဇူးအများကြီးတင်ပါတယ်ဒီကဘာပေါ်မှာရှင်းတော်လူမျိုးရှိနေသေးတာကိုကျမဝမ်းသာပါတယ်ဒါပေမဲ့တကယ်ပဲတောင်းပန်ပါတယ်ကျမရှင်းကိုမချစ်နိုင်ဘူးရှင်နဲ့ကျမအတူတူကြည်ပြင်းလာခဲ့ကြတာကျမရှင်းကိုအရန်ကောင်းတဲ့အကိုတယောက်လိုပဲမြင်တယ်ဒါမှပဲကျမရဲ့စိတ်နှလုံးကိုတင်းကျပ်လို့မရတာမတတ်နိုင်ဘူးရှင်ပြန်มาတော့ကျမရဲ့စိတ်တည်ငြိမ်မှုအချိန်ခဏလေးပဲလိုချင်တယ်ကျော်ကြီးဟာခဏတာတိတ်ဆိတ်သွားပါတယ်သူကသူ့ကိုစိတ်ဝင်စားဘူးဆိုတာကိုသူအစကတည်းကနားလည်ပါတယ်သူရဲ့စိတ်ရင်းမှန်ကသူမကိုစိတ်ပြောင်းစေနိုင်မလားလို့ပဲတောင်းတမျှော်လင့်ခဲ့တာပါဒါပေမဲ့အဲ့ဒီမျှော်လင့်ချက်ဟာလေထဲကအကုန်းငွေထက်တောင်ပိုပြီးဖမ်းဆုပ်ရခက်ပါသေးတယ်ကို view site ပေါင်းတော့တနေ့နေ့မှာခမားဘေးနားမှာလူတယောက်လိုအပ်လာရင်ကျွန်တော်ကိုအရင်ဆုံးသတိရပေးပါကျွန်တော်အသက်ရှင်နေသူ၍ခမားဟာအမြဲတမ်းကျွန်တော်ချစ်ရတဲ့သူဖြစ်နေမှာပါကျော်ကြီးကဒါပဲပြောပြီးလက်ထွက်လာခဲ့ပါပဲသူ့ခြေတံတွေဟာညသကောင်ရံမှာတဖြည်းဖြည်းဝေးကွာသွားပါတယ်ကျယ်လင်းတွေရဲ့လင်းရောင်မမင်အောက်မှာရည်ရည်နဲ့တီတိုဆိုင်ငုံနေတဲ့အမျိုးသမီးငယ်လေးတယောက်ကဝိုင်းဟောင်းလေးထဲမှာကြံရစ်ခဲ့ပါတယ်လက်ထပ်ပြီးနောက်မှာတော့စားရောင်နဲ့မိုးလေးဟာရိုးရှင်းတဲ့အိမ်တော်တဲ့ဘဝကိုဖျက်ဆီးကြပါတယ်သူတို့ရွာတွေရဲ့ထုံးစံအတိုင်းတောင်သူအလောက်စိုက်ပျိုးရေးနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုကြပါတယ်တခါတလေခက်ခဲပေမဲ့သူတို့နှစ်ယောက်ပျော်ရွှင်နေကြပါတယ်ဒါပေမဲ့ဒီနှစ်မှာတော့မိုးကကောင်းကောင်းမရွာတဲ့အတွက်စိုက်ခင်းတွေကမဖြစ်ထွန်းကြပါဘူးဒါကြောင့်စားဖို့နေရေးအဆင်ပြေဖို့တခြားရွေးစရာမရှိတော့တာကြောင့်သူတို့နှစ်ဦးဟာမေဇုံနဲ့တရွာထဲနေတဲ့မိုးလင်းရဲ့မိဘတွေစီကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆိုင်းအောင်တို့ပြောင်းလာတဲ့သတင်းဟာတရွာလုံးကိုပြန့်နှံ့သွားပါတယ်။သစ္စာဖောက်ခဲ့တဲ့သူဟာသူ့မြေပေါ်ကိုပြန်ရောက်လာတယ်ဆိုတာမေဇုံသိသွားတဲ့ခါမှာတော့မင်းကျက်သေးတဲ့နှလုံးသားကအနာဟာနောက်တစ်ချိန်ထပ်ပြီးတော့နာကျင်လာပြန်ပါတယ်။နောက်နေ့မနက်ခင်းမှာမေဇုံတယောက်ချောင်းမှာရေသွားခတ်တဲ့ချိန်ဆိုင်းအောင်နဲ့မိုးလေးဟာစိုက်ကင်းကနေအတူတူပြန်လာတဲ့ဆုံးပါတယ်ဒီကဘာမှာဘယ်တော့မှဆင်းရဲဒုက္ခမရှိတော့တဲ့ပုံစံမျိုးသူတို့နှစ်ယောက်ပြုံးရည်နေကြပါတယ်မေဇုံရဲ့နှလုံးသားဟာထပ်ပြီးအကွက်ခံလိုက်ရသလိုနာကျင်ခံစားရပါတယ်သူမလမ်းဘေးမှာရပ်နေပြီးမျက်ရည်တွေကမတိလိုက်ဖဲကျဆင်းလာတဲ့အတွက်သူတို့နှစ်ယောက်နေလာတော့သူ့ကိုမမမိအောင်မျက်နှာကိုငုံထားလိုက်ပါတယ်သူတို့နှစ်ယောက်လွန်မြောက်သွားပြီးမှခေါင်းမောလိုက်ပြီးနာကျင်တဲ့စိတ်နဲ့ဖြည်းဖြည်းချင်းဆက်လျှောက်သွားပါတယ်အဲ့ဒီအချိန်ကစပြီးသူမဟာဘသူ့အမရေမဖွင့်ရဲပဲတိုက်ဆိုင်စွာပဲတယောက်တည်းကြေခွဲနေခဲ့ပါတယ်တကူသောညနေခင်းမှာဆိုင်းအောင်တယောက်အိမ်ရှိနားမှာထိုင်းနေတော့ကောင်လေးတယောက်အလင်းစလိုပြေးလာပြီးသူ့ကိုစာရွက်တစ်ရွက်ပေးပါတယ်ကိုဆိုင်ရွာဆောင်ကအမတယောက်ကခမ ्या ကိုဒေစာပေးခိုင်းလိုက်တာစာအုပ်ယူလိုက်ပြီးဆိုင်းအောင်မျက်နှာမှာခဏတာကြေခွဲစိုးနေတော့ပါတယ်ဒါဟာမေဇုံစီရစာမန်ချက်ချင်းသိလိုက်ပါတယ်စာရွက်ကိုကင်ထားတဲ့သူ့လက်တွေတုံရင်လာပြီးဖြည်းဖြည်းချင်းဖွင့်ဖက်လိုက်ပါတယ်ကိုဆိုင်အောင်ရှင်ဘာလို့ဘလောက်တောင်ဆက်ဆက်ရရလဲကျမရဲ့ခန္ဓာကိုယ်လိန်ညာယူပြီးတခြားတစ်ယောက်နဲ့လက်ထပ်လိုက်တယ်ဘာလို့အဝေးကြီးကိုထွက်မသွားကြပဲရှင်နဲ့သူပျော်ရွှင်နေတာကိုကျမမြင်အောင်ပြန်လာရရတယ်ရှင်သိရလားရှင်ရဲ့ခြေလမ်းတိုင်းဟာကျမရဲ့နှလုံးသားကိုထိုးဆွနေတဲ့အပ်တွေလိုကျမအတွက်နာကျင်ရတယ်ရှင်ကတော်တော်အသေးမှန်နော်ကျမဘာမှမဖြစ်ရင်တော့ကိစ္စမရှိပါဘူးရင်ခွဲနာကြပြီးတည်သွားခဲ့ရင်ရှင်တို့ရဲ့ပျော်ရွှင်နေတဲ့ဘဝကိုပြန်ပြီးဖျက်ဆီးပစ်မယ်လို့ကျမကြိမ်ဆိုတယ်စာဖတ်ပြီးတဲ့အခါဆိုင်းအောင်ရဲ့မျက်နှာဖြူဖြော့သွားပါတယ်မေဇုံရဲ့နောက်ဆုံးစကား
ဆိုင်းအောင်ရဲ့ရှင်ဘက်ကိုမိုးကြိုးပစ်ချက်လို့ခံစားရတဲ့အတွက်ငြိမ်ငြိမ်မနေနိုင်တော့ပါဘူးရှင်ထဲမှာပူပန်မှုတွေနဲ့ကြရဲရိုက်လာပါတယ်မေဇွန်တယောက်ကိုဘာများလုံးမိလေမလဲဆိုပြီးစိုးရိမ်သွားပါတယ်ကြော်ကြီးကိုသွားတွေ့ပြီးမေဇွန်ကိစ္စကိုပွင့်ပွင့်လင်းလင်းပြောလိုက်တယ်သူ့ဘောအမျက်ဖြေပြီးစိတ်ပြေဖို့ကြော်ကြီးအနေနဲ့နောက်တစ်ချိန်သူ့ကိုသွားပြီးစကားပြောကြည့်ပေးဖို့တောင်းပန်ခဲ့တယ်ဟာခက်တယ်ဆိုင်အောင်ငါသူနဲ့အချိန်မောင်းများစွာစကားပြောဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့သူကငါ့ကိုလှည့်တောင်မကြည့်ဘူးဟာဒါနဲ့မင်းကရောသူ့ကိုတကယ်မေတ္တာရှိတာသိကြသလားကြော်ကြီးငါသူ့ကိုတကယ်ချစ်တာသိကြတယ်ဒါပေမဲ့ငါ့ကိုပြန်မချစ်နိုင်ဘူးဆိုရင်ငါအတင်းကျပ်မလုပ်ချင်ဘူးမေဇွန်ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးတာပိုကောင်းတယ်ဟာကြော်ကြီးဟာမင်းဘာလို့ဒီလိုတွေအတွေးခေါင်းနေရလဲဒီဘက်ကလက်သွက်တဲ့သူဦးရဲ့သူကရမှာပဲမင်းသူ့ကိုတကယ်ချစ်ရလားဆိုတာမေးကြည့်မင်းချစ်တယ်ဆိုရင်ငါတက်နိုင်တယ်ကူညီပေးမယ်ဒါဆိုမင်းမှာကြံကောင်းရှိရလားမင်းသူ့ကိုသဘောကျရင်တော့ကိစ္စတိုင်းမှာကူညီပေးသူမင်းကိုပြန်ချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေယူမဆိုင်နဲ့စိတ်ရင်းနဲ့လှုပ်ပေးလိုက်နောက်နေ့မနေ့မှာဘယ်စုံတယောက်ဝုံမလင်းခင်အဲ့ရထကမီးမွေးပြီးသမင်းအိုးတယ်ပါတယ်ပြီးမှဝါးကြည်တော့ကိုပွက်ယူပြီးရေခတ်ဖို့ချောင်းကိုသွားရန်အိမ်တကားကိုဖွင့်လိုက်တဲ့ခါမှာတော့သူမတစ်ခုလုံးတောင့်တင်းသွားပါတယ်အိမ်ရှိမှာထင်းမောင်ကြီးတစ်ခုအလိုလျောက်ရောက်နေတာကိုတွေ့လိုက်ရပါတယ်ညထင်းချောင်းတောင်မရှိဘူးဘယ်လိုလုပ်ပြီးဒီမှာထင်းမောင်ကြီးရောက်လာလဲတို့ချိန်မှာကြော်ကြီးတယောက်ထင်းတွေထန်လျက်ချွေးတန်ရွှွှွှနဲ့သူမအိမ်ရှိကိုပြေးတက်လာပါတယ်သူမျက်နှာမှာလည်းမမောပန်းသလိုပြောင်းရွှင်လျက်ရှိနေပါတယ်မေဇွန်ရေခက်သွားတော့မလို့လားခဏဆောင်တော့ငါထင်းတွေချပြီးရင်မင်းကိုတိုက်ကူပေးမယ်ကိုကျော်ကြီးရှင်ဘာလုပ်နေရလဲမင်းအိမ်မှာထင်းတွေနဲနေလို့ငါခောက်လာပေးတာဟိုးကျေးဇူးများကြီးတင်ပါတယ်ဒါပေမဲ့ဒီလိုမျိုးဒုက္ခခံနေကြမလို့ပါဘူးကျမတို့အိမ်မှာထင်းတွေအများကြီးရှိပါသေးတယ်ဒါလေးကငါ့အတွက်အသေးခွက်ကိစ္စလေးမို့မတားပါနဲ့လေဆိုရင်လာငါမင်းနဲ့အတူရေခက်လိုက်ခဲ့မယ်ဘာမှပြန်မပြောနိုင်သေးခင်မှာပဲသူမလက်ထဲကဝါးကြည်လောက်ကိုယူပြီးချေရဦးဆောင်ထွက်သွားပါတော့တယ်ဟုတ်တော့ကိုကျော်ကြီးခဏနေပါဦးမေဇုံဟာအားနာစိတ်ဆက်စိတ်နဲ့လက်ချောင်းထိတ်လေးတွေထီရင်နောက်ကတိုက်သွားခဲ့ပါတယ်ချောင်းကိုရောက်တော့ကြော်ကြီးဟာရေခတ်ပြီးဝါးကြည်တော့ကိုထမ်းကအိမ်ကိုပြန်လာခဲ့ကြပါတယ်ကိုကျော်ကြီးအဲ့ဒီမှာချထားလိုက်ရပြီကျမတိုင်းလိုက်ပါမယ်ကျေးဇူးပါနော်ကိစ္စမရှိပါဘူးမေဆောင်ဒါဆိုငါမင်းအတွက်ထင်းဆက်ခုတ်လိုက်အောင်မယ်ရပါပြီရှင်တကယ်ကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့နောက်ထပ်ဘာမှမလုပ်ပဲချင်းငြိမ်လေးနေရင်ပိုကောင်းမယ်မေဆောင်ရဲ့ငါမင်းကိုချစ်လို့ဘာလို့ဆိုကူညီချင်တယ်ထာဝရလည်းဂရုစိုက်ချင်တယ်မေဆောင်ခဏတော့ငြိမ်သက်သွားတယ်ပြီးမှခေါင်းငုံပြီးခတ်တိုးတိုးလေးပြောလိုက်တယ်ကျမရှင်ချစ်တာကိုသိပါတယ်ဒါပေမဲ့ကျမစီကအချစ်ကိုလိုချင်လို့ဆိုရင်တော့ဘာမှမလုပ်ပါနဲ့တော့ဘာလို့လဲဆိုတော့ရှင်ဘယ်လိုပဲလုပ်လို့ကျမရဲ့စိတ်ကိုမပြောင်းနိုင်ဘူးဆိုတာကျမသိပါတယ်ကျမတို့မောင်လိုနှမလိုစိမ့်နေပဲချစ်ခင်ကြရအောင်နော်ဒီလိုကြားလိုက်ရတော့ကြော်ကြီးရဲ့မျက်နှာဟာကြက်ချင်းဝမ်းနေသွားပါတယ်သူဘာမှထပ်မပြောတော့ပဲတိတ်ဆိတ်စွာပြန်သွားခဲ့ပါတယ်ရန်နိုင်ငံကြာပြီးနောက်တညမှာမေဇွန်အိပ်ပျော်နေတော့သူမရဲ့ဝါထရံပြင်မကနေခတ်တိုးတိုးစကားပြောတဲ့တစ်ခုကြားလိုက်ရပါတယ်မေဇွန်အိပ်နေပြီလားဒီညအမဲစီပြန်လာပြီဒီတန်ဟာရင်းနှီးမှုရဲ့အတန်ဖြစ်နေတာကြောင့်သူမဝမ်းနေသွားပါတယ်ဘာလို့လဲကျမကိုခေါင်းနေရလားကိုစားအောင်ပါမင်းကို့အတန်ကိုမမိတော့ဘူးလားသူမအဲ့ဒီနာမည်ကိုကြားလိုက်ရတာနဲ့ရင်ထဲမှာတုန်လှုပ်သွားပါတယ်ကန်စားချက်ဟောင်းတွေကနှလုံးသားကိုနာကျင်လာစေပြီးမျက်ရည်ကိုမနှဲထိန်ချုပ်ထားရပါတယ်မင်းကိုဒီလိုမျိုးပြစ်ထားခဲ့လို့တောင်းမှမှာပဲငါ
တကယ်ကိုစိတ်မပါပါဘူးဒါပေမဲ့ငါမိမတွေကငါ့ကိုအဲ့ဒီမိန်းကလေးနဲ့အတင်းကျပ်လက်ထပ်ခိုင်းခဲ့တော့ဘာမှမတတ်နိုင်ခဲ့ဘူးမေဇွန်ရဲ့မင်းနဲ့ထပ်တူနာကျင်ခဲ့ရပါတယ်မေဇွန်ကခဏတာတိတ်ဆိတ်သွားပြီးရှိုက်တန်သွက်တဲ့ဖက်ပေါ်လာပါတယ်ဒါဆိုဘာလို့ကျမကိုဘုံဝင်လင်းလင်းမပြောရလဲကျမမှာအယူတယောက်လိုဖြစ်ပြီးနာကျင်ရတယ်ဘာလို့ဒီလိုလုပ်ရလဲဆိုပြီးတန်တရားဝင်ခဲ့ရတယ်ငါမားခဲ့တာငါသိပါတယ်ဒါပေမဲ့မင်းသာငါ့ကိုချစ်နေသေးဆိုရင်ဒီညငါမင်းကိုခေါ်သွားမယ်မင်းလိုက်ခဲ့နိုင်မလားစားရောင်ဟာတောင်းမှန်တန်နဲ့ချိုးသားသွားဖွင့်တောင်းလိုက်ပါတယ်မေဇွန်ကခဏကြာအောင်ရင်တက်နေပါတယ်သူမမျက်လုံးကိုစုံမွေးလိုက်တဲ့အခါမျက်ရည်တွေစီးကျလာပါတယ်ပြီးမှခေါင်းငိမ့်လိုက်ပါတယ်ထို့နောက်အဲ့ရထပြီးတကားဖွင့်လိုက်တဲ့အခါစားရောင်ရဲ့ဘေးမှာကြော်ကြီးရက်နေတာကိုတွေ့လိုက်ရပါတယ်စားရောင်ကသူ့လက်ကိုညင်သားစွာဆုပ်ကန်ပြီးကြွာလန်းတိုင်းလျှောက်သွားပါတယ်ကောင်းငင်ကမှိုင်းညုတ်နေပြီးလာရောင်ကတော့တင်းနေပါတယ်ဒီလိုနဲ့ကြော်ကြီးအိမ်သားကိုရောက်တဲ့ခါမှာတော့စားရောင်ကမေဇွန်ငါဘိုင်းနာလို့တော့ခဏတိုးလိုက်အောင်မယ်မင်းကြော်ကြီးနဲ့ဒီမှာခဏစောင့်နေနော်စားရောင်ပြောပြီးနောက်ဘက်ကိုပြန်လှည့်ပြေးသွားပါတယ်မေဇွန်ဒီနေရာကလူမြင်ကွင်းဖြစ်နေတယ်တရားရောက်မြင်သွားရင်မကောင်းဘူးငါတို့အိမ်ဇက်နေနာသွားပြီးတော့ရက်ဆောင်ရအောင်လားကြော်ကြီးဟာသူ့လက်ကိုစုပ်ကန်ပြီးအိမ်နာကိုခေါ်သွားခဲ့ပါတယ်မေဇွန်ကနည်းနည်းထူးဆန်းသလိုဖြစ်နေပေမဲ့လိုက်သွားခဲ့ပါတယ်ပင်ရှိရောက်တော့အဖိုးကြီးတယောက်ကကြက်တကောင်ကိုကင်ပြီးထွက်လာခဲ့ပါတယ်ထိုလူဟာကြော်ကြီးရဲ့ဖခင်မှမေဇွန်ချက်ချင်းမှတ်မိလိုက်ပါတယ်ကိုကျော်ကြီးရှင်ဘာလုပ်မလို့လဲမေဇွန်ငါတောင်းပန်ပါတယ်ငါမင်းကိုတိတ်ချစ်တယ်မင်းနဲ့အတူနေချင်တယ်မင်းကိုငါရဲ့ဇနီးဖြစ်စေချင်တယ်ကျေးဇူးပြုပြီးမပြေးပါနဲ့သူမနောက်လိုက်ပြီးပြေးဖို့လှုံ့လိုက်ပေမဲ့ဗလာကောင်းကောင်းလူနှစ်ယောက်ထွက်လာပြီးလမ်းကိုကွဲလိုက်တယ်ဒါတွေအားလုံးဟာကြိုတင်စီစဉ်ထားတဲ့အကြံစီတစ်ခုဖြစ်မှသူမနားလည်လိုက်ပါတယ်ဒါစားရောင်ရဲ့စီစဉ်မဟုတ်လားရှင်တို့နှစ်ယောက်လုံးကျမကိုလှည့်စားရလားစားရောင်ငါတို့သာနောက်တစ်ခါလှည့်စားရင်သူ့ယူသွားလိမ့်မယ်ငါ့ကိုလည်းမုံသွားမှသိကြတယ်ငါ့ကိုလေစုံမမုန်းစေချင်ဘူးမင်းသူ့ကိုတကယ်ချစ်တာလားစဉ်းစားကြည့်စမ်းနေတိုင်းသူဟာအသက်မရှိတဲ့သူလိုနေထိုင်နေတယ်ဘယ်သူနဲ့မှစကားမပြောဘူးမေဇွန်အသက်တူသွားမှာကိုမစိုးရိမ်ဘူးလားမင်းသာသူ့ကိုတကယ်ချစ်တယ်ဆိုရင်ငါမင်းကိုကိုညစ်ပြီးလှည့်စားခေါ်လာပေးမယ်ပြီးရင်တော့နောက်ပိုင်းမှာတော့သူ့ကိုမင်းကပျော်ရွှင်အောင်လုပ်ပေးလိုက်ပေါ့အရာအားလုံးအဆင်ပြေတော့ပါလိမ့်မယ်ငါ့ကိုယုံလိုက်စမ်းပါဆိုင်းအောင်ဟာဘသူရဲ့ခံစားချက်ကိုမှနည်းနည်းလေးတောင်ထက်မတွက်ခဲ့ပါဘူးသူဖြစ်ချင်တဲ့တခုတည်းသောဆန္ဒကမေဇွန်ကြော်ကြီးနဲ့လက်ထပ်ပြီးသူ့ကိုညှိုးနေတဲ့မေဇွန်လက်ကလက်မြောက်ဖို့တခုတည်းဖြစ်ပါတယ်မေဇွန်ဟာခေါင်းငုံပြီးတက်တိတ်ကလေးရှိုက်နေပါတယ်မျက်ရည်ကဘားပြီးမော်တစ်ဆက်ပြီးတစ်ဆက်စီးကျလာတယ်သူမရဲ့နာကျင်စွာရှိုက်ငိုတဲ့ဟာညအမှောင်ထဲမှာလေပြေတိုက်တန်လိုမျိုးကြေကွဲစရာတိုးတိုးလေးဖတ်ပေါ်နေပါတယ်အရာအလုံးပြီးဆုံးသွားပြီဆိုတာသူမနားလည်လိုက်ပါတယ်သူမပေါ်မှာအစွမ်းကုန်ရက်ဆက်ခဲ့တဲ့ဆိုင်းအောင်ပေါ်ခါသီးမုံတိမှုတွေတရရိပ်တိုးလာပါတယ်တေလောက်အောင်အော်ဟဲ့ငိုကြွေးရင်တောင်ဘသူမှသူ့ကိုမကူညီနိုင်တော့ဘူးဆိုတာလည်းသိလိုက်ပါတယ်သူတို့ဒေသမှာရှိတဲ့ရွာတွေမှာရှေးပဝနတိကလေးကအမျိုးသမီးတွေအတွက်မတရားတဲ့ဒလေထုံးတမ်းတစ်ခုရှိပါတယ်အဲ့ဒါဟာတော့မိန်းလေးကိုခိုးယူခြင်းဒလေပါပဲအမျိုးသားတို့ကမျိုးသမီးတို့ကိုပိုင်ဆိုင်ခြင်းတော့မျိုးသမီးသဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေအတင်းကျပ်ခေါ်ဆောင်ပြီးသူ့အိမ်ကိုဖမ်းလာလို့ရပါတယ်အဲ့ဒီနောက်မှာတော့မင်္ဂလာပွဲလုပ်ပြီးမင်္ဂလေးရဲ့မိသားစုကိုရောင်ကြီးနည်းနည်းပေးုံနဲ့ကိစ္စပြီးတော့ပါတယ်မင်္ဂလေးရဲ့မိသားစုကညာတော်အဖြစ်မငြင်းရဲကြပါဘူးဘာလို့လဲဆိုတော့သူ
သူတို့ရဲ့မိသားစုဝင်တအူးကလည်းတစ်ချိန်မှာတခြားမိသားစုရဲ့တနည်းကိုခေါ်ယူနိုင်တယ်ဆိုတာသိကြလို့ပါပဲသူ့လူကိုငါခိုးငါလူကိုသူခိုးဆိုသလိုပါပဲဒီဒလိဟာအမျိုးသမီးတွေအတွက်မတရားတဲ့ဒလိတစ်ခုဖြစ်ပါတယ်စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူတွေကတော့ဒီလိုမျိုးမလုပ်ကြပါဘူးထိုစဉ်မှာပဲကြော်ကြီးရဲ့ဖခင်ကရှေ့ကိုတိုးလာပါတယ်စက်ကိုကန်ပြီးမေဇွန်နဲ့ကြော်ကြီးရဲ့ခေါင်းပပတ်လည်မှာလှည့်လိုက်ပါတယ်ဒါဟာဒီမျိုးသမီးကသူတို့မိသားစုဝင်ဖြစ်သွားပြီဆိုတာကိုဘဘဖေဖေတွေသိအောင်အသိပေးခြင်းဖြစ်ပါတယ်ဒီခန္ဓာပြီးဆုံးသွားတော့မေဇွန်ကိုအိမ်ထဲခေါ်သွားပါတယ်သူမငြိမ်ငြိမ်လေးလဲနေပြီးကြော်ကြီးကိုကြောခိုင်းထားပါတယ်မျက်ရည်တွေကျနေပေမဲ့စကားတစ်ခုမှမပြောပါဘူးမေဇွန်ရဲ့ငါသိပါတယ်ငါမှားခဲ့ပါတယ်ငါမင်းကိုမုန်းစေချင်လို့ဒီလိုလုပ်ခဲ့တာမဟုတ်ပါဘူးမင်းကိုချစ်လွန်းလို့ဒီလိုလုပ်ခဲ့တာပါငါမင်းကိုချစ်ပါတယ်မင်းကိုငါဘေးမှာရှိနေစေချင်တာမင်းကိုငါဇနီးဖြစ်စေချင်တာပဲမင်းငါ့ကိုမုန်းချင်လည်းရပါတယ်ဒါပေမဲ့အ ਨੇ ဆုံးတော့ငါ့ကိုမင်းဘေးမှာဂရုစိုက်ခွင့်ပေးပါဒီမောင်းကိုတစ်သက်လုံးပြန်ပေးဆက်ခွင့်ပေးပါမင်းကိုထပ်ပြီးမနာကျင်စေရပါဘူးဘေးဆိုရင်ငါမင်းကိုအရန်ချစ်ပါတယ်ကြော်ကြီးဟာအချိန်အတော်ကြောင်ချောင်းမော်နှစ်သိမ့်ခဲ့ပြီးနောက်ဆုံးတော့မေဇုံလဲငိုတာရပ်သွားခဲ့ပါတယ်သူမဘာစကားမှမပြောပေမဲ့သူ့ကိုတွန်းထုတ်တာမျိုးမလုပ်တော့ပါဘူးဒီလိုနဲ့၄ရက်၃ရက်ဟာဖြည်းဖြည်းချင်းကုန်လွန်သွားပါတယ်မိသားစုနှစ်ခုဟာဒလေထုံးတဲ့အတိုင်းရိုးရှင်းတဲ့မင်္ဂလာပွဲလေးတစ်ခုကျင်းပခဲ့ပါတယ်မေဇွန်အတွက်ထွက်ပြေးဖို့လမ်းမရှိတော့တာကြောင့်သူ့ဇနီးအဖြစ်လက်ခံလိုက်ရပါတယ်သူနဲ့သူတရက်ပြီးတရက်နေထိုင်ပြီးအခြားအမျိုးသမီးများကဲ့သို့ဇနီးမယားတောင်ဝန်ကိုကျေပွန်အောင်လှုပ်ဆောင်ပေးပါတယ်ဒါပေမဲ့သူ့ရဲ့နှလုံးသားထဲမှာတော့ပျော်ရွှင်မှုဆိုတာနည်းနည်းမှမရှိတော့ပါဘူးသူမရဲ့ပြောရည်ချင်းအောက်မှာတောက်လောင်နေတဲ့အမုန်းတရားတွေသာတိမ်အောင်နေပါတယ်ဆိုင်းအောင်ပေါ်ထားတဲ့အမုန်းတရားဟာပြာဖုံးနေတဲ့ရေခဲလိုပါပဲဒီနေ့မှာလောင်ကျွမ်းပြီးတစုံတစ်ယောက်ရဲ့နှလုံးသားကိုပြာချဖို့အချိန်ကိုစောင့်ဆိုင်နေခဲ့ပါတယ်ကြော်ရင်းနဲ့မေဇုံတို့လက်ထပ်ပြီးတလာနီးပါးကြားလာခဲ့ပါပြီသူတို့နှစ်ယောက်တိတ်ဆိတ်တဲ့အိမ်လေးထဲမှာအတူတကွနေထိုင်ကြပါတယ်ပရိပခကြီးကြီးမားမားလည်းမရှိခဲ့ကြပါဘူးဒါပေမဲ့ဒီနေ့မှာတော့မေဇုံပြောင်းလဲသွားခဲ့ပါတယ်သူရဲ့စိတ်ခံနိုင်အားကုံဆုံးသွားခဲ့ပါပြီဘသူနဲ့မှစကားမပြောတော့ပဲတနေကုန်အခန်းထဲမှာပဲအိပ်နေပါတယ်မေဇုံဘာလို့ဒီနေ့အိယာမထလဲဒီမကောင်းဘူးလားနေမကောင်းရင်အိမ်မှာပဲနားပါတော့ငါထမင်းချက်ထားတယ်ဘိုက်ဆိုင်ရင်ထစားလိုက်ပေါ့ငါရာကင်းကိုသွားလိုက်အောင်မယ်သူစကားဆုံးတော့ဝါတော့ကိုထမ်းပြီးအိမ်ထဲကထွက်သွားပါတယ်အဲ့ဒီနေ့မှာပဲကြော်ကြီးရဲ့မိဘတွေလည်းရာကင်းကိုလိုက်သွားကြပါတယ်မေဇွန်တယောက်တည်းအိမ်မှာကြံရက်ခတ်ပြီးတနေ့ကုန်ဘာမှမလုပ်ရှာပဲတိတ်ဆိတ်ငြိမ်သက်နေပါတယ်နေဝင်စားပြုတဲ့အခါအားလုံးအိမ်ကိုပြန်ရောက်လာကြပါတယ်ကြော်ကြီးဟာစိုးရိမ်နေစိတ်နဲ့နေမကောင်းတဲ့သူ့ကိုပြန်ရောက်ချင်းသွားကြည့်ပေမဲ့အခန်းထဲမှာမရှိတော့ပါဘူးမေဇွန်မင်းဘယ်ရောက်နေလဲသူအိမ်တစ်ဝိုက်ကိုအမော်တကောလိုက်ရှာပေမဲ့အရေးရောင်တောင်မတွေ့ရတော့ပါဘူးကြော်ကြီးဟာတုံဆိုင်မနေတော့ပဲသူ့ရောက်ခမအိမ်ကိုသွားရှာပါတယ်မေဇွန်ရဲ့မိခင်ကလည်းသူ့သမီးအိမ်ကိုမလာဘူးလို့ပြောပါတယ်အဲ့ဒီအချိန်မှာကောင်းငင်တစ်ခွင်လဲမှောင်စားပြုတ်နေပါပြီကြော်ကြီးဟာစိုးရိမ်စိတ်နဲ့ရင်ကွဲမတန့်ခံစားရပါတယ်သူမကိုရွာထဲရှိလမ်းတိုင်းကိုလိုက်လံရှာဖွေပေမဲ့ခြေရာတောင်မတွေ့ရပါဘူးညနေလာတဲ့ခါမှာတော့ပင်မနွမ်းတဲ့မူးနဲ့တူအမောင်တူကကြီးစိုးလာကြောင်းဘယ်နေရာမှထပ်မရှာနိုင်တော့ပါဘူးကြော်ကြီးဟာမိုးလင်းတဲ့အထိတိုင်ဆောင်နေခဲ့ပါတယ်မနက်ခင်းရောက်တဲ့ခါမှာတော့ရွာမှာရှိတဲ့လူငယ်တွေကိုခေါ်ယူပြီးနောက်တစ်ချိန်ထပ်ရှာပါတယ်ရာခင်းတောနဲ့သူမအမြဲသွားနေတဲ့ချောင်းနားပါဝင်
နေရာတိုင်းကိုလိုက်လံရှာဖွေကြပါတယ်။ဒါပေမဲ့သူမကိုဘယ်နေရာမှမတွေ့ရတော့ပါဘူး။ဒီလိုနဲ့ရန်နှန်းငယ်ကြာသွားခဲ့ပါပြီ။ပြန်တွေ့ဖို့မျှော်လင့်ချက်တွေလည်းမိမ့်မိန်လာပါတယ်။ကျော်ကြီးကိုယ်တိုင်လည်းအားရောက်ပြီးရှာဖွေတာရက်ဖို့စဉ်းစားလာပါတယ်။ဒါပေမဲ့အဲ့ဒီလိုစိတ်ပြတ်နေတဲ့အချိန်မှာပဲလူငယ်တစ်ယောက်မျက်စိမျက်နှာပြတ်စွာနဲ့ပြေးဝင်လာပါတယ်။ကျော်ကြီးငါမိမမကိုတောထဲမှာတွေ့ခဲ့တယ်။ငါအမဲလိုက်သွားတော့သူ့ရဲ့အလောင်းကိုမထင်မှတ်ဖဲတွေ့လိုက်တာ။ကျော်ကြီးမျက်နှာသွေးမရှိတော့ပါဘူး။အဲ့ဒီလိုပြောတဲ့နေရာကိုသွားကြပါတယ်။ရောက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကတကယ်ဖြစ်နေပါတယ်။မေစုံဟာတောလေယာတစ်ပင်ကြီးမှာကိုကျိုးဆွဲချတက်တည်ထားပါတယ်။သူမရဲ့ခန္ဓာကိုယ်ကရက်တော်ကြောင်ရီမှုပု္ပ္ပစပြုနေပါပြီ။ပတ်ဝန်းကျင်တစ်ခုလုံးနဲ့အနံ့သက်တွေမှုန်ထူနေပါတယ်။ရွာသားတွေဟာသူမရဲ့ခန္ဓာကိုယ်ရွာကိုပြန်တည်လာဖို့ကူညီကြပါတယ်။ဆိုင်းအောင်ဟာဘေဇွန်တည်ဆုံးတဲ့တဲ့ရင်ကိုကြားတော့ထိတ်လန့်တုန်လှုပ်သွားပါတယ်။သူ့အကြည့်တွေလည်းခဏမငြိမ်တော့ဘူး။မေဇွန်မတိခင်ကပြောခဲ့တဲ့စကားကိုသတိရလိုက်တယ်။ငါသာတည်သွားခဲ့ရင်ရှင်တို့ရဲ့ပျော်ရွှင်နေတဲ့ဘဝကိုဖျက်ဆီးပစ်မယ်လို့ငါကြိမ်ဆိုတယ်။အဲ့ဒီနေ့မှာရွာသားတွေဟာသူမအတွက်ရိုးရှင်းတဲ့ဇပနာပွဲကိုကျင်းပပေးခဲ့ကြပါတယ်။ကျော်ကြီးဟာအလောင်းဘေးမှာတညလုံးရင်သက်စွာထိုင်နေပါတယ်။မျက်ရည်တွေကမယမနာစီးကျနေပါတယ်။သူအသက်တန်ချစ်တဲ့လူဟာဒီလိုမျိုးထွက်ခွာသွားတာကိုသူမယုံနိုင်ဖြစ်နေပါတယ်။ဇပနာပွဲရဲ့တတိယနေ့မနက်စောစောမှာတော့ဆိုင်းအောင်ဟာစီးသွားခြင်းလို့လန့်လို့လာပါတယ်။သူအိမ်ထဲကထွက်ပြီးအနီးနားကချုံပုံနားကိုသွားလိုက်ပါတယ်။အပေါ်သွားနေတော့အမျိုးသမီးတစ်ယောက်ရဲ့အရှိတ်ကိုမလန်းမကမ်းမှလှမ်းမြင်လိုက်ရပါတယ်။ဟေးသူလဲဒီလောက်စောစောစီဘာလုပ်နေရလဲ။ဆိုင်းအောင်နင်ကရမ်းရက်ဆက်တာပဲ။ငါတည်သွားပြီမဲ့နင့်ကိုအလုံးမပေးဘူး။ဒီနေ့ငါနင့်ကိုခေါ်သွားမယ်။ဆိုင်းအောင်ကြားလိုက်တဲ့အတန်ဟာနေစောအတန်မှချက်ချင်းပြလိုက်ပါတယ်။နောက်ပြန်လှည့်ပြီးအသက်ကုန်ပြေးလာခဲ့ပါတယ်။အိမ်ထဲပြန်ရောက်တော့မီးပုံဘေးမှာဝင်းထိုင်ပြီးတကောလုံးတုံရင်နေပါတယ်။ရှင်ဘာဖြစ်နေရလဲ။တရေမြင်ခဲ့ရသလိုမျက်နှာသွေးမရှိတော့ဘူး။ဆိုင်းအောင်ကဘာမှမပြောဘဲတောင်ကြည့်မြောက်ကြည့်နဲ့ကနာမငြိမ်ဖြစ်နေပါတယ်။တရေမကသူ့ကိုအပြင်ကရက်ကြည့်နေတာလှမ်းမြင်ရပါတယ်။အဲ့ဒီညမှာဆိုင်းအောင်သူ့အိမ်မှာဆက်မအိပ်ရတော့ပါဘူး။သူဇနီးကိုရောက်ခမအိမ်မှာတညသွားအိတ်ကြမယ်လို့ပြောပြီးနှစ်ယောက်သားတိတ်ကလေးထွက်လာကြပါတယ်။ညာနဲ့တကောင်ရောက်တော့ဆိုင်းအောင်ရဲ့အိမ်တကားဟာဖြည်းဖြည်းချင်းဟလာပါတယ်။ဆိုင်းအောင်နင်ပဲမလဲဒီနေ့ငါနင့်ကိုခေါ်သွားမယ်။ကျောင်းမက်ခွဲအိတ်ဆက်ဆက်အတန်ဟာအိမ်ထဲမှာပက်တင်ထပ်ပြီးထွက်လာပါတယ်။ဆိုင်းအောင်ကိုမတွေ့တဲ့အခါတရေမဟာရန်ကားပြီးပစ္စည်းတွေကိုရိုက်ခွဲပစ်တဲ့အတန်တွေကစူညံလုံးတဲ့အတွက်အိမ်နီးနားချင်းတွေပါထိတ်လန့်ကုန်နေပါတယ်။နောက်တစ်နေ့မနေ့မှာရွာသားတွေဟာမေဇွန်ရဲ့အလောင်းကိုဒလေထုံးစံအတိုင်းမြှုပ်နှံမှုဝိုင်းဝန်းကူညီကြပါတယ်။မုံရီမိုင်းနေတဲ့ပတ်ဝန်းကျင်မှာယောက်ျားတစ်ယောက်ဖြစ်စီလို့ဘဝပြတ်ခတ်ရတဲ့မိန်းကလေးရဲ့စာပနာပွဲဟာတိတ်ဆိတ်စွာပဲပြီးဆုံးသွားပါတယ်။ဆိုင်းအောင်နဲ့သူဇနီးအိမ်ပြန်ရောက်တော့အိမ်ထဲကပစ္စည်းတွေဟာအယူတရဝင်ရောက်ဖြတ်စည်းသွားတဲ့လိုမျိုးပြန်ကျဲနေတာကိုတွေ့လိုက်ရပါတယ်။မိမကြီးဒါမေဇွန်တရေမှာလက်ချက်ပဲဖြစ်ရမယ်။ငါတို့မိဘအိမ်ကိုပြေးကြရအောင်။သူတို့အနှမ်းငယ်မှတောင်းနေမနေတော့ပဲ
လိုအပ်တဲ့ပစ္စည်းတွေကိုကောက်ယူပြီးမီးလောင်နေရတာပြေးရတယ်လို့မျိုးရွာတွေကနေအလင်းစလိုထွက်ပြေးလာခဲ့ကြပါတယ်။နောက်နေ့ညမှာကျော်ကြီးတို့ရဲ့ရွာမှာလူတိုင်းအိပ်ပျော်နေကြပါပြီ။ကျော်ကြီးရဲ့အမေတယောက်သာမီးဖို့ရှိမှထိုင်ပြီးမီးလုံနေပါတယ်။ညတကောင်ချိန်ရုတ်တရက်ကားခောက်တန်ထွက်ပေါ်လာတဲ့အတွက်ကျော်ကြီးအမေမျက်နှာမျက်မှောင်ကျုပ်သွားပါတယ်။ဒီချိန်ကြီးဘသူလာလဲ။သူမရေရွတ်ပြီးတကားကိုဖွင့်ဖို့ထားလိုက်ပါတယ်။တကားဖွင့်လိုက်တဲ့အခါတကောလုံးတောင့်ပြီးဘာမှမပြောနိုင်တော့ပါဘူး။သူ့ရှိတ်မှာရက်နေတာကမနက်ကမှမြေမြုပ်လိုက်တဲ့သူ့ရဲ့ချွေးမမေစုံဖြစ်နေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကအသက်ရှိသလိုဖြစ်နေပေမဲ့မျက်နှာကအေးဆက်နေပြီးခံစားချက်မဲ့တဲ့မျက်လုံးတွေကသူ့ကိုစိုက်ကြည့်နေပါတယ်။ဆိုင်းအောင်ပဲမှလည်းငါသူ့ကိုလားရှာတာငါမသိဘူးသူ့ကိုမှမတွေ့ဘူးစကားမဆုံးခင်မှာမေစုံဟာတကားကိုတွန်းဖွင့်ပြီးအိမ်ထဲဝင်လာခဲ့ပါတယ်။သူ့ရဲ့မျက်လုံးတွေမှာပြင်းထန်တဲ့အာကာတတွေအပြည့်ဖုံးလွှမ်းနေပါတယ်။ရှင်လိမ့်နေတာရှင်သူ့ကိုဝတ်ထားတယ်မဟုတ်လား။ငါ့ကိုပြောစမ်းပါ။မဟုတ်ဘူး။ငါချိန်ဆိုချိန်ပါတယ်။မင်းဘာလို့သူ့အိမ်ကိုသွားမကြည့်ရလဲ။တရေမဟာအိမ်ထဲဝင်ပြီးအခန်းတိုင်းနေရာတိုင်းမှာစားရအောင်ကိုလိုက်ရှာပါတယ်။သူ့ကိုဆိုင်းအောင်ရဲ့အတော်ပထမပိုင်းမြင်ရတာကအရင်မင်းကလေးပုံစံအတိုင်းရှိနေပေမဲ့ချက်ချင်းပဲအမဲရောင်ရေပြားကွက်နာတွေနဲ့ရေတွေစီးကြအပေါင်းနဲ့နန်းနေတဲ့အလောင်းအဖြစ်ပြောင်းသွားပါတယ်။ကျော်ကြီးရဲ့အမေဟာတွေးတောင်မမြုံနိုင်တော့ပါဘူး။ဒီဘုံဘေးမှာတနုံရီနဲ့ထိုင်းနေုံမှာတက်နိုင်ခဲ့ပါတယ်။အော်ခေါ်ပြီးအကူကြီးတောင်းညင်ပေမဲ့အတန်လဲမထွက်ရဲတော့ပါဘူး။တရေမဟာအချိန်တော်ကြာအောင်ရှာဖွေပြီးဂရင်မမခြေတွဲလောင်းချပြီးထိုင်းနေပါတယ်။ဒီစုံတယောက်ကိုစောင့်နေတယ်လို့ပါပဲ။ကျော်ကြီးရဲ့အမေဟာမီးရောမငိမ့်အောင်ဆက်ထက်နေရပါတယ်။သူ့ရင်ကလည်းမရမနာဒိန်ဒိန်ခုံးနေပါတယ်။သူတို့နှစ်ယောက်ဟာတညလုံးဒီတိုင်းရှိနေကြကြပါတယ်။ဘုံမလင်းခင်မှာတော့တရေမဟာဖြည်းဖြည်းချင်းထရပြီးအိမ်ပြန်ထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့လာပေါင်းများစွာကုန်လွန်သွားပါတယ်။ဆိုင်းအောင်ရဲ့ရွာမှာတရေမသူ့ကိုပြန်လာရှာတဲ့အရေးအယံမရှိတော့ပဲအရာအားလုံးတည်ငြိမ်နေပါတယ်။ဒါပေမဲ့ဆိုင်းအောင်နဲ့သူဇနီးမိုးလေးတို့ရဲ့အိမ်တော်ကြီးဟာအစမပြေတော့ပဲနေတိုင်းလိုရန်ဖြစ်နေရပါတယ်။ကြားလာလေးပိုဆိုးလာလေးဖြစ်တဲ့အချိန်တွေမှာမိုးလေးရဲ့အတန်ဟာမကြေမနက်စိတ်နဲ့အမြဲပေါက်ကွဲနေတတ်ပါတယ်။ဆိုင်းအောင်ကတော့အပြစ်သားလို့အမြဲခေါင်းငုံထိုင်းနေရပါတယ်။ကိုဆိုင်အောင်ခင်ဗျားလိုလူမျိုးကသေလိုက်တာမှကောင်းမယ်။တော်တော်ဇက်ထုတ်ရှုပ်တဲ့လူကြီးအမြဲပြဿနာပဲတက်နေတယ်။ကြားရင်ခွက်ဆွဲတောင်းစားရမယ်ကိန်းစိုက်နေပြီ။အဲ့ဒီတော့ကခင်ဗျားရဲ့ချစ်သူဟောင်းကခင်ဗျားကိုနေတိုင်းလာရှာနေရအောင်။ဘာလို့လိုက်မသွားရလဲ။ခင်ဗျားလိုလူမျိုးနဲ့ကျမအတူမနေချင်တော့ဘူး။မိုးလေးရဲ့စကားတွေဟာဒါသွားလို့ပဲသူနှလုံးသားကိုမက်ဆိုင်စွာနဲ့ထိုးပေါက်သွားပါတယ်။ဆိုင်းအောင်ဟာတိုက်စိတ်နေရင်အလုံးမင်းဝမ်းနဲ့နေမိပါတယ်။သူ့ဘဝရဲ့အခြေအနေတွေဟာသူဖြစ်ချင်တဲ့ဆန္ဒနဲ့စန့်ကျင်နေပါတယ်။ဘာအကြောင်းပဲပြောရံဖြစ်ပြီးအဆုံးသတ်ရပါတယ်။မကြာခဏဆိုလိုတိတ်ဆိတ်နေဖို့တယောက်တည်းရာကန်ထဲကိုထွက်သွားပြီးစိတ်ရဲ့အေဂျင့်မှုကိုရှာပါတယ်။အဲ့ဒီအချိန်မှာအတိတ်ကအမှတ်ရစရာတွေဟာသူ့စိတ်ထဲမှာပြန်ပေါ်လာပါတယ်။သူ့ကိုစိတ်ရင်းနဲ့ချစ်ခဲ့တဲ့မင်္ဂလေးမေစုံအကြောင်းပြန်လဲတွေးမိပါတယ်။အဲ့နေရငါသာမင်းကိုရွေးခဲ့ရင်မင်းကိုငါဇနီးဖြစ်လက်ထပ်ခဲ့ရင်ဒီနေ့ငါဒီလိုတယောက်တည်းရာခင်းထဲမှာဝမ်းနဲ့နေရမှာမဟုတ်ဘူး။ကကြမကနောက်တစ်ချိန်ပြန်စားခွင့်ပေးခဲ့ရင်ငါမင်းကိုဇနီးဖြစ်ခေါ်လာမှာတေးကြတယ်။အဲ့လိုသာဆိုရင်ငါဘွားကဒီထက်ပိုကောင်းမှာတေးကြတယ်။သူနောက်ပြန်လှည့်ပြီးတဲစီသွားဖို့လုပ်နေတော့ရုတ်တရက်သူ့ရှိမှာရေတစ်ခုပေါ်လာတယ်။တိတ်ဆိတ်ငြိမ်သက်မှုကြားမှာမေဇွန်ရဲ့ခန္ဓာကိုယ်ဟာအေးဆက်တင်းမာတဲ့မျက်နှာစူးချရဲ့အမုန်းမျက်လုံးတွေနဲ့စိုက်ကြည့်နေပါတယ်။ဆိုင်းအောင်ရှင်ကအရန်ရက်ဆက်ပြီးရှုံးပါတယ်။ဒီနေ့ရှင့်ကိုတွေ့ပြီ။ရှင့်ကိုငရဲကိုပို့ဖို့ငါခေါ်သွားတော့မယ်။မေဇွန်ရင်ငါတောင်းပန်ပါတယ်
ငါ့ကို၄-၅ ရက်လောက်အချိန်ပေးလို့ရမလားငါဇနီးကိုနှုတ်ဆက်ခွင့်ပေးပါမင်းကငါ့ကိုခေါ်တော့မယ်ဆိုရင်ငါကြည်ကြည်နက်နက်လိုက်ပါမယ်ဒါဆို၄ ရက်နေရင်ငါပြန်လာခေါ်မယ်စကားဆုံးတော့သူမလှည့်လိုက်တဲ့အခါလေထဲမှာပျောက်ကွယ်သွားပါတယ်ဇိုင်းအောင်ဟာကြောင်းနဲ့စိတ်နဲ့ကြက်သေးသေးနေခဲ့ပါတယ်သူချက်ချင်းရွာကိုပြန်ပြေးလာပါတယ်အိမ်ပြန်ရောက်တော့ဇနီးဖြစ်သူမိုးလေးကိုတရေမမေဆောင်ကသူ့ကိုလားခေါက်မဲ့အကြောင်းအခြေအနေအားလုံးကိုပြောပြပါတယ်ဒါပေမဲ့မိုးလေးကမလန့်ပဲသူ့ကိုပြန်ဆူပြီးအပြစ်တင်ပါတယ်ခင်ဗျားလိုလူမျိုးကဘာတန်မိုးရှိလို့တရေကလိုက်ရှာရမှာလဲသူသာခင်ဗျားကိုတကယ်ခေါ်ခြင်းဒီလောက်ကြာအောင်ချိန်ဖြုံးနေမှာမဟုတ်ဘူးခင်ဗျားရဲ့သွေးတန်းအယူလိုအတွေ့ကိုကြော့အချိန်ကုန်ခံပြီးကိုညီဖို့နီလန်းရှာမနေနိုင်ဘူးလားခေါ်ရင်လိုက်တာသွားဆိုင်းအောင်ဟာရင်ထဲနာကျင်တော့ပေမဲ့ဘာမှပြန်မပြောတော့ပါဘူး၄ ရက်မြောက်နေ့မှာဘာဖြစ်လာမလဲဆိုတာကိုပဲစောင့်ဆိုင်းနေကြပါတယ်နောက်ဆုံးတော့သရုပ်ထားမြောက်နေ့ရဲ့ညပိုင်းကိုရောက်ရှိလာခဲ့ပါတယ်ဆိုင်းအောင်ဟာသူဇနီးဘေးမှာအိတ်နေတော့နှုတ်ဆက်တယ်လို့မျိုးတိုးတိုးလေးပြောလိုက်ပါတယ်မိမမင်းငါ့ကိုရမ်းရစ်ဆက်တယ်နေတိုင်းငါ့ကိုစူတယ်ဒီညငါမရှိတော့ရင်မင်းစိတ်ထဲကျေနပ်သွားမလားမနဲ့ရောက်လို့နိုးလာတဲ့အခါငါ့ကိုအသက်မရှိပဲတွေ့ရင်မင်းဘယ်လိုခံစားရမလဲဒီနေ့မင်းအတွက်အဖော်လုပ်ပေးမဲ့သူမရှိရင်မင်းငါ့ကိုရွေးရနိုင်မလားဒီစကားတွေဟာဆိုင်းအောင်ရဲ့နောက်ဆုံးစကားတွေပဲဖြစ်ပါတယ်မနက်ခင်းရောက်တော့မိုးလေးနိုးလာပြီးသူ့ခင်မုန်းရဲ့ခန္ဓာကိုယ်လှုပ်နိုးလိုက်ပါတယ်ဒါပေမဲ့ခန္ဓာကိုယ်ကမားနေပြီးအေးဆက်နေပါတယ်အသက်လည်းမရှူတော့ပါဘူးကိုဆိုင်ထပ်ပါအောင်ဒီလိုမျိုးမစပါနဲ့နော်ရှင်ကျမကိုမထားခဲ့ပါနဲ့ကျမမဆူတော့ပါဘူးကျမရှင်ကိုချစ်ပါမယ်အကိုကြီးသူမအသက်တန်ကိုစိုက်နေပေမဲ့ဆိုင်းအောင်ရဲ့ခန္ဓာကိုယ်ကအေးဆက်နေပြီးအသက်ရှူခြင်းမရှိတော့ပါဘူးခြေလုံးကတန်မိုးမထားခဲ့ပဲမချိမှပြန်တောင်းတနေလဲအရာအားလုံးဟာနောက်ကျသွားခဲ့ပါပြီသူတစ်ပါးသမီးပြုတ်ကိုဖျက်ဆီးပြီးမှတာဝန်မယူခြင်းလို့တငယ်ချင်းလက်ထဲထိုးထည့်ခဲ့တဲ့လူယုံမာတယောက်ရဲ့ဘဝဟာလည်းအရှုံးနဲ့ဇက်သိမ်းသွားခဲ့ပါပြီ